350 400 ဝန်းကျင်လောက်နဲ့ရန်ကုန်မြို့မှာ40-60ဘယ်နားမှာရနိုင်ဦးမလဲလက်ထဲမှာ350 400လောက်ပဲရှိတယ်40-60ကိုလည်းရင်းနှီးမြှုပ်နှံခြင်းနဲ့ဆိုရဲလူတွေအတွက်ကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီလိုမျိုး350 400ဝန်းကျင်လောက်နဲ့40-60မြေကွက်ဘယ်နားလေးမှာရနိုင်မလဲဆိုလို့ရှိရင်တော့တောင်တကုံနဲ့တကုံစိတ်ကမ်းမြို့နယ်တွေရဲ့နယ်စပ်လေးတွေမှာရှိတဲ့ရက်ကွက်တွေဖြစ်တဲ့149 150 151 152 153နဲ့154ရက်ကွက်တွေမှာကျပ်သိန်း350ဝန်းကျင်လောက်ကနေပြီးတော့မှ40-60မြေကွက်တွေကိုရှာဖွေလို့ရအောင်မှာပဲဖြစ်ပါတယ်အခုပြောသွားတဲ့350ဆိုတာကလည်းလုံးဝကျန်းကင်းစည်းအနေထားမျိုးလေးပါလမ်းမကြီးနဲ့နီးရင်နီးတယ်လို့မျိုး location ကောင်းရင်ကောင်းသွားတယ်လို့မျိုးကတော့ဈေးကတော့အပေါ်မှာပဲဆက်ပြီးတော့မှရှိနေမှာပဲဖြစ်ပါတယ်ဒီကွက်တွေရဲ့အနေထားကိုပြောမယ်ဆိုလို့ရှိရင်တော့မိုးရင်းကလွဲလို့ပေါ့နော်စောင်းရသည်နဲ့နွေရသည်မှာဆိုလို့ရှိရင်အကွက်အရှိတီကိုကျွန်တော်တို့တွေလမ်းလျှောက်ပြီးတော့မှသွားကြည့်လို့ရတဲ့အနေထားလေးတွေမှာရှိနေပါပြီဒီဗီဒီယိုလေးကတော့350 400ဝန်းကျင်လောက်နဲ့မြေကြီးကိုဝယ်ပြီးတော့မှရင်းနှီးမြှုပ်နှံထားခြင်းတဲ့သူတွေအတွက်ဘယ်နေရာလေးမှာ40-60ပါမစ်မြေတွေရနိုင်ဦးမလဲဆိုတော့ကိုကျွန်တော်ပြောပြပေးသွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဇီရင်အိမ်ချက်မြေကနေပြီးတော့မှဒီလိုမျိုးအိမ်ချက်မြေနဲ့ပတ်သက်တဲ့ဘူးတူတရစရာဗီဒီယိုလေးတွေကိုအများနဲ့တင်ဆက်ပေးနေကြဖြစ်တဲ့အတွက်ကျွန်တော်တို့ဇီရင်အိမ်ချက်မြေရဲ့ Facebook page ကို like and follow လုပ်ထားပေးပါ YouTube channel လည်းရှိပါတယ် subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာ TikTok မှာလည်း follow လုပ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမရှင်နှမ်းကြပါစေခင်ဗျ